မင်္ဂလာချိန်တိုင်းပြည့်ဝစီရွှေမနှက်ခင်စာတီငါမြတ်တာဝီရွှေမိုးငွေမိုးဒီတို့ကလေးဖြူဝေပါစီမင်္ဂလာနှက်ခင်မှာရွှေဖလားနဲ့ပြည့်ဝီမြောင်းရပါစီအေးလာမအေးတန်အေးဒုက္ခဝေမြေတဲ့ဤဓမ္မရွှေမြတ်တာပွင့်ပြပါစီရောင်မဲဝဲဝဲလာလို့ဒနာဥစ္စာယရနာတူစေကုံသေးကြီးတွေကုံပြင်းစီများရောင်မဲပွင့်သည်ရွှေသေးကြီးတွေရွှေပြင်းစီများရောင်မဲပွင့်သည်စိတ်နဲ့ကြီးတွေစိတ်မြင်စီများရောင်မဲပွင့်သည်ဝီသေးကြီးတွေဝီပြင်းစီများရောင်မဲပွင့်သည်ဘလာငါနဲ့အမပြီတနာဝီပိုင်ဆိုင်ပါစေတောင်းသူလေးသမားလုံသမားဆိုင်ပေါ်ကြည့်ပါစေခဏရတာသမီးရီစရောကိုပါချမ်းမချမ်းသာစီအေးလာမအေးတန်အေးဒုက္ခဝေမင်္ဂလာရှိတဲ့နေ့နေ့ကလေးပါခဏရသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ရပါစေစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းတွေပြည့်စုံနိုင်ရပါစေတဏှာရောဒီဂီတာဖွင့်ရဖြိုးလင်းမှုအတန်လေးကိုကြားရတဲ့ခြေသာဆောင်ပြီးတော့အားလုံးသောလူနဲ့မြမတ္တဝါတွေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းပြည့်စုံတယ်လို့လူရဆန္ဒတွေပြည့်စုံပါစေကုန်နေကြီးများကြပြန်တော့ကုန်ပစ္စည်းတွေရောင်းမှန်းသာဝယ်ပန်းလာပါစေစိန်နေကြီးများကြပြန်တော့လေစိန်ပစ္စည်းတွေရောင်းမှန်းသာလို့ဝယ်ပန်းလာပါစေရှိတွေကြီးများကြပြန်တော့လေရွှေပစ္စည်းတွေရောင်းမှန်းသာဝယ်ပန်းလာပါစေတဲ့ဝီသေးကြီးများကြပြန်တော့လေငွေပစ္စည်းတွေရောင်းမှန်းသာလို့ဝယ်ပန်းလာပါစေတောင်းသူလေးသမားဦးကြီးများမူလီဝဒချောင်းချောင်းများမှန်ကန်ပြီးတော့စိုက်သည်များပြုသည်များကောက်ပေးသည်များအောင်မြင်ဖြစ်ထွန်းပါစေရရှိထားတဲ့ကောက်ပေးသည်များအားလုံးလေးရောင်းမှန်းသာဝယ်ပန်းလာလို့ရောင်းရတဲ့နေရာမှာဈေးကောင်းမိပြီတတိလောင်းဒီဖြစ်နိုင်ကြပါစေလို့အေဟိလာဘအေဟိတနံလာလာပါရီပေါ်ကျော်ဝကြပါစေအလူရင်းဆက်လက်နဲ့မကွာလူနိုင်တန်းနိုင်ကြပါစေမင်္ဂလာရှိတဲ့နေ့ကနေ့မှာဖြစ်တဏှာရောဒီဂီတာဖွင့်ကျွန်တော်ဆရာစန်းနေမောင်ရင်ဒီဂီတာလက်တန်လေးနဲ့တူဒီသရှင်ကျွန်တော်မောင်ဖုံးသက်တို့တောင်းစုပြုကျင်တာကအေဟိလာဘအေဟိတနံနဲ့လာလာပါရီပေါ်ကျော်ဝအလူရင်းဆက်လက်နဲ့မကွာလူနိုင်တန်းနိုင်ကြပါစေလို့တောင်းစုပြတာများပို့တာပေးခြင်းမှာခင်ဗျာ
ွေလက်ဝေလို့မင်္ဂလာချိန်တိုင်းပြေဝစီရွှေမနှခင်စာတီနာမြတ်တာဝေရွှေမိုးငွေမိုးဒီတို့လိုဖြူဝေပါစီမင်္ဂလာတဲ့ခင်မှာရွှေဖလားညက်ပြီးဝီမြောင်းနေပါစီအေးလာအေးတည်းဒုက္ခဝေမိတဲ့ဤတမရွှေမျက်နှာပွင့်ပွင့်ပါစေရောက်မဲ့ဝေဝဲလာလို့တဏှာဥစ္စာယရနာတူစေကုံတဲ့ကြီးတွေကုံမြင့်စီများရောက်မပွင့်စေရွှေတဲ့ကြီးတွေရွှေပြည့်စီများရောက်မပွင့်စေစိတ်နဲ့ကြီးတွေစိတ်မြင့်စီများရောက်မပွင့်စေဝိတဲ့ကြီးတွေဝိပြည့်စီများရောက်မပွင့်စေဘလာကားတဲ့အမပြီကနာရီပိုင်ဆိုင်ပါစေတောင်းသူလေသမားလုံသဘာစိတ်ပေါ်ပြီးဝစီခဏရဲ့သားသမီးတွေစိတ်ရောကိုယ်ပါချမ်းသာချမ်းသာစီအေးလာပဲအေးတည်းအေးဒုက္ခဝေမင်္ဂလာရှိတဲ့နေ့ကလေးမှာအားလုံးပဲမင်္ဂလာပေါင်းပြည့်စုံနေကြပါစေ